Hello မြင်ပါဗျာကားကြတော့ကျွန်တော်တို့ Pro Box 2018ကျွန်တော်တို့ပြီးရင်ပါဝါကားကြတော့တစ်ချက်ပဲပေါ့နော်ကျွန်တော်တို့ဝင်လို့ပါဝါတစ်ချက်တည်းပါမယ် Okay ကျွန်တော်တို့ဘေးနား fault light လေးနဲ့နော်ကားလေးကတော့လှပါတယ်ကားလေးကလှတယ်ခုမှပဲကျွန်တော် Pro Box တွေအမြင့်နေတယ်ထက်ထည့်ပေးနေတယ် Pro Box တွေကြတော့ဘာကြတော့ကျွန်တော်တို့ဒီမှန်ကွဲပါညာတော့မရှိဘူး Okay ပါသူရဲ့ signature လေးပေါ့နော် Okay ဒီဟာကြီးကျွန်တော်အထဲထဲခဏပြရင်မယ်ဗျအဲ့ဆိုရင်ကျွန်တော်ပြပေးတာလည်းများပါပြီခင်ဗျဒီကတော့တစ်ချက်ပဲเนาะပြပေးတာမှများပါပြီခင်ဗျเนาะမနေ့ကလည်းကျွန်တော်တစ်ခေါက်လောက်တော့ပြပေးတယ်ဒီမှာတော့18 CRI လေးလည်းပေါ်တယ်เนาะအဲ့ဒါဒီကောင်က2သိန်းလောက်ရှိမယ်2သိန်းဝန်းကျင်လောက်ရှိမယ်ပြီးတော့ကျွန်တော်တို့ AC ပါညာဒီကတော့နောက်ခုံလေးကတော့မူရင်းတိုင်းပါပဲเนาะခုံလေးကတော့မူရင်းတိုင်းပဲဟုတ်ကဲ့ခင်ဗျဒီကကျတော့ကျွန်တော်တို့သူ့ရဲ့နောက်ခန်းပေါ့เนาะနောက်ခန်းရဲ့သူ့ရဲ့နောက်ခန်းအပြောင်းနေထိုင်ဝင်ပြောင်းနေရတော့မရှိဘူးဟုတ်ကဲ့ပါเนาะဒီကနေမရှိဘူးအဲ့ဆိုရင်ကျွန်တော်အောက်ဖက်လေးပြပေးမယ်เนาะကဲဟုတ်ကဲ့ခင်ဗျဒီကကျတော့ကျွန်တော်ကားအောက်ဖက်လေးပြပေးထားတာပါเนาะဒီကောင်လေးကတော့နောက်ဖက်လေးပါเนาะကြီးလို့ကတော့မိုက်တယ်ဘာမှတော့ကျွန်တော်တို့ပြင်လုံးချက်တပါညာတော့အများကြီးမရှိဘူးဟုတ်ပါเนาะကြည့်ရှုလို့တို့ကျေးဇူးတင်ပါတယ်